SADA ယူဆိုပါတယ်ဒီနေ့မှကျွန်တော်ဒီပစ္စည်းလေးအကြောင်းကျွန်တော်ပြောပြပေးမယ်ဒီပစ္စည်းလေးကငါးမွေးတဲ့သူငါးမွေးမဲ့သူတွေအတွက်အရင်အသုံးဝင်တဲ့ပစ္စည်းလေးပေါ့နော်ဒီနေ့အပြင်ငါးတွေရဲ့အောက်ဆီဂျင်ဆက်ကိုလည်းခေါ်တာပေါ့ငါးတွေရဲ့အောက်ဆီဂျင်ဆက်ဒီပစ္စည်းလေးမှာဆိုရင်ဒီမှာသူခလုတ်လေးပါဒီခလုတ်လေးကအနေအများပေါ့ဒါလေထွက်ပေါင်းတော့ပေါ့ပါမယ်ဒါအနေအများခလုတ်ပေါ့အနေလို့ရှိရင်တကယ်ရွှေ့အများလို့ရှိရင်တကယ်ရွှေ့တယ်ပေါ့အဲ့လိုမျိုးဘာငါးဝဲမွေးပေါ့နော်ခုလို့ဖြစ်ဒီအလားမွေးငါးပြေးပေါ့နော်တို့ဒီဆက်လေးတက်ပြီးမယ်ဆိုရင်တော့ကျွန်တော်ဒီငါးသေးပြောင်းလဲနေဝမ်းမယ်ငါးရည်လဲပို့ပြီးတော့ကြီးမြန်ပေါ့နော်ပြောဆိုရေထဲမှာလေပြုံဝင်မှုကပိုများပြီးတော့ငါးတွေအတွက်ပိုကောင်းအောင်နော်ကျွန်တော်ဒီတဘောအတိုင်းမွေးဝင်တဲ့အုတ်ကန်ပြစ်မှတ်ကန်ပြစ်မွေးဆိုကျွန်တော်ဒီဆက်လေးတက်ပြီးမယ်ဆိုရင်ငါးတွေအတွက်တအားစိတ်ပြပါတယ်ဒါလေးကတော့ရေချိုင်ပူစီပေါင်းလေးထွက်လာတယ်ပူလေးနော်ဒီလိုပေါ့နော်ဒီလိုပူစီပေါင်းလေးထွက်လာအောင်နော်အဲ့ဒါတော့ရေထဲမှာရေကတက်ပြီးစားနေပြီးတော့ဒီရေထဲမှာအောက်ဆီဂျင်လေတွေအောက်ဆီဂျင်ပေါဝင်မှုကများအောင်ပေါ့နော်အဲ့လိုတော့ဘာမှမဟုတ်တဲ့တော့ဒီအောက်ကန်တို့မက်ကန်တို့နဲ့ပြောရဲဆိုဒီပစ္စည်းလေးကကောင်းဆုံးဖြစ်ပါတယ်ဒီပဲရှိမယ်ဆိုရင်ပိုတော့များတော့ဒီပဲရှိမယ်ဆိုပိုနေအောင်